ပြည်တွင်းလူအပ်ချက်ကိုထိခိုက်မှုမရှိစေဘဲပြည်ပသို့အသားကုန်ကြောထုတ်လုပ်တင်ပို့ပြီးနိုင်ငံတော်အတွက်နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ရန်ဝိမြေပညာရှင်များစိုက်ပျိုးရေးပညာရှင်များခင်မီနည်းပညာများအသုံးပြုနိုင်တဲ့ပညာရှင်များနဲ့ဒေသတွင်းလုပ်သားများအတွက်အလုပ်ကိုင်ခွင့်လန်းများဖန်တီးပေးရန်ကျန်းမာရေးကောင်းမွန်တဲ့နွားများကိုဒေသမှာအသားထုတ်လုပ်ရောင်းချသူများထံသို့နေ့စဉ်ရောင်းချပေးခြင်းဖြင့်နေ့စဉ်အသားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပြီးကုန်စည်နှုန်းလျှော့ချပေးရန်မြန်မာရုပ်မြင်သံကြားပရိသတ်များရှင်ကျမတို့မြန်မာနိုင်ငံမှာအားလုံးသိရှိပြီးဖြစ်တဲ့လူဦးရေ90ရာခိုင်နှုန်းခန့်ဟာကျေးလက်ဒေသတွေမှာနေထိုင်ကြပြီးလေယာကဏ္ဍကိုအခြေပြုတဲ့စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်အသက်မွေးဝမ်းကြောင်းပြုနေကြရတာဖြစ်ပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းဟာနိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာအလွန်အရေးပါတဲ့ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။တိုးတက်လာတဲ့လူဦးရေအတွက်နေ့စဉ်အသားတန်လိုအပ်ချက်မှလည်းတိုးလာမှဖြစ်တဲ့အတွက်တမယိုးကြမွေးမြူလုပ်ငန်းများဆောင်ရွက်တဲ့နေ့တူတစ်ဖက်မှာလည်းခင်မီပြီးရေရှည်တည်တဲ့နေမွေးမြူစီမံကိန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားဖို့အလွန်အရေးကြီးပါတယ်။ဒါကြောင့်စားဝတ်နေရေးအတွက်မိခိုအားထားရဖြစ်တဲ့လေယာတန်းငါးကဏ္ဍဟာနိုင်ငံရဲ့လေယာကုန်ထုတ်လုပ်မှုနဲ့ကုန်သွယ်မှုကဏ္ဍများဟာအရေးကြီးတဲ့လုပ်ငန်းကဏ္ဍများပဲဖြစ်ပါတယ်။ကျမတို့လက်ရှိမှာပေါ့လေကျမတို့ဒီတနိုင်ငံလုံးမှာတမဝမဦးစီးဌာနအဆင့်ဆင့်မှာဖွဲ့စည်းမှတ်ပုံတင်ထားတဲ့တမဝမအသင်းပေါင်း38,918သင်းရှိပါတယ်ရှင်။အဲ့ဒီထဲကအများစုကတော့ကျမတို့ဒီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်တဲ့တမဝမအသင်းတွေဖြစ်ပါတယ်ရှင်။အဲ့ဒီထဲကမှမွေးမြူရေးအနေနဲ့ဆိုလို့ရှိရင်2520တင်းကကျမတို့ဒါကြက်ဝက်ဘဲနွားစိတ်ငါးပေါ့နော်စသဖြင့်မွေးမြူရေးလုပ်ငန်းတွေကိုလုပ်ကင်ဆောင်ရွက်လျက်ရှိပါတယ်ရှင်။ငါးမွေးမြူရေးလုပ်ငန်းအနေနဲ့ဆိုလို့ရှိရင်ကျမတို့ဒီအသင်းပိုင်းအသင်းသားပိုင်းငါးမွေးမြူရေးကန်984ကန် area အနေနဲ့ဆိုလို့ရှိရင်ဧကပေါင်း2080ကျော်မှာကျမတို့ငါးကောင်ရေပေါင်း2တန်းကျော်ကိုကျမတို့ဒါမွေးမြူထားပါတယ်ကြက်ဘဲကောင်ရေအနေနဲ့ဆိုလို့ရှိရင်3သိန်းကျော်ဒါမွေးမြူထားပါတယ်ဒါဝက်ကောင်ရေအနေနဲ့ဆိုလို့ရှိရင်တော့9200ကျော်ဒါမွေးမြူထားပါတယ်စိတ်ကောင်ရေမှာဆိုလို့ရှိရင်တော့3000ခန့်မွေးမြူလျက်ရှိပါတယ်ရှင်နွားမွေးမြူရေးလုပ်ငန်းအနေနဲ့ကတော့88မြို့နယ်မှာကျမတို့ဒီတမဝရမအသင်းပေါင်း968တင်းမှာကနွားကောင်ရေပေါင်းပေါ့16000ခန့်မွေးမြူလုပ်ကိုင်နေပါတယ်ရှင်ဒီမွေးမြူတဲ့နွားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါနိုးစားနွားတွေကောအတတိုးနွားတွေကောဒါပါဝင်ပါတယ်ရှင်ဒီမွေးမြူရေးခန္ဓာတစ်ခုလုံးအတွက်ပေါ့လေတမမအနေနဲ့မွေးမြူတဲ့ကြက်ဝက်ဘဲစိတ်ငါးပေါ့လေစသဖြင့်ဒါတွေကိုမွေးမြူတဲ့နေရာမှာအဓိကတော့တမမအသင်းပိုင်ငွေအသင်းသားပိုင်ငွေတွေနဲ့ကျမတို့ဒီနိုင်ငံတော်ထောက်ပံ့ငွေများအပါအဝင်စုစုပေါင်းကြက်ပေါ့လေ12.66ဘီလီယံတန်ဖိုးရှိတဲ့ကျမတို့ပေါ့လေမျိုးကမ်းမျိုးတန့်တားပေါက်တွေရဲ့ကျမတို့ဒါတိရစ္ဆာန်အစားအစာတွေပေါ့နော်အဲ့ဒါတွေကိုကျမတို့ဒါထောက်ပံ့ပြီးတော့မှဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်နောက်ကျမတို့အခုနေပြည်တော်ကောင်စီနယ်မြေမှာလယ်ဝေးမြို့နယ်တလုတ်ပင်ကျွေးရမှာရှိတဲ့ဒိုးမြန်မာမွေးမြူရေးနဲ့ထွေထွေစီးပွားရေးလုပ်ငန်းတမမအတင်းကတော့ဒီအသားစားနွားမွေးမြူရေးလုပ်ငန်းကိုဒါအဓိကဒါဆောင်ရွက်နေပါတယ်အတင်းသားတောင်သူတွေမွေးမြူနေကြတမယိုးကြမွေးမြူရေးစနစ်မဟုတ်ဘဲနဲ့ဒါခက်မီအစစ်မြင့်เนาะမွေးမြူရေးလုပ်ငန်းအနေနဲ့ဒါလုပ်ငန်းစီမံချက်ကိုရေးဆွဲပြီးတော့မှဒါစနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ်။လက်ဝေးမြို့နယ်ဟာနေပြည်တော်ကောင်စီနယ်မြေအတွင်းပါဝင်ကလေယာကိုင်းကျွန်းဥယျာဉ်ချမ်းမြေနဲ့စပါးပဲမျိုးစုံစီထွက်သီးနှံစက်မှုကုန်ကျန်းသီးနှံများဥယျာဉ်ချမ်းသီးနှံများအပြင်ဈေးကွက်ဝင်အခြားရာသီပေါ်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပါတယ်။ကျဲဝက်ဘဲကျွဲနွားသိုးစိတ်ငုံနှိုးစွာနွားငါးပစုံစတဲ့မွေးမြူလုပ်ငန်းများလုပ်ကိုင်ကြပါတယ်။အဲဒီလိုစိုက်ပျိုးရေးမွေးမြူလုပ်ငန်းများထဲမှာမွေးမြူလုပ်ငန်းဆောင်ရွက်နေတဲ့လယ်ဝေးမြို့နယ်တလုတ်ပင်ကျေးရွာတမဝမအသင်းပိုင်မြေမှာဒိုးမြန်မာအထွေထွေတမဝမအသင်းဟာခင်မီအစင်းနဲ့သဒိုးနွားမွေးမြူလုပ်ငန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်ရရှိပါတယ်။ခင်မီအစင်းနဲ့သဒိုးနွားမွေးမြူလုပ်ငန်းရှေ့ပြေးစီမံကိန်းများနဲ့ပတ်သက်ပြီးဒိုးမြန်မာအထွေထွေစီးပွားရေးလုပ်ငန်းတမဝမအသင်း limited ကိုကျွန်တော်2024ခုနှစ်အောက်တိုဘာမှာစတင်တည်ထောင်ခဲ့ပြီးတော့မှအသင်းသားဦးရေက25ဦးရှိပါတယ်ခင်ဗျ။အသင်းတည်ထောင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ကမွေးမြူလုပ်ငန်းမှာအသားဒိုးနွားမွေးမြူလုပ်ငန်းကိုအဓိကထားပြီးတဲ့အခါကျတော့အသားကုန်ကြောထုတ်လုပ်ပြီးတော့ဒီပြည်တွင်းမှာအသားလိုအပ်ချက်ဖြည့်ဆည်းပြီးတဲ့အခါကျတော့ပိုရှန်လာတယ်ဆိုလို့ရှိရင်နိုင်ငံခြားကိုအသားကုန်ကြောတင်ပို့ရောင်းချနိုင်တဲ့အခြေအနေထိရောက်အောင်ဆောင်ရွက်ဖို့အတွက်ရည်ရွယ်ပြီးတော့မှဒီအသင်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျလက်ရှိကျွန်တော်တို့ကဒီမွေးမြူနွားအနေနဲ့အကောင်ရေ266ကောင်
မွေးမြူထားပြီးဖြစ်ပါတယ်။နောက်ဆက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ကဒီရည်မှန်းချက်ဖြစ်တဲ့အကောင်900ပြည့်အောင်ပေါ့နော်ဆက်ပြီးတော့မွေးမြူသွားဖို့ရှိပါတယ်။ဒါကရှေ့ပြေးစီမံကိန်းအနေနဲ့ဆောင်ရွက်တာဖြစ်ပါတယ်။ အစာကောင်းမှအနှောင်းသေးချာဆိုတဲ့မြန်မာစကားပုံမှာမွေးမြူလုပ်ငန်းအားလုံးအတွက်လုံးဝမှန်ကန်တဲ့လမ်းညွှန်ချက်ဖြစ်ပါတယ်။တို့မြန်မာထွေထွေသမဝမှာတင်ဟာခေတ်မီအစီအစဉ်သဒ္ဒနွားမွေးမြူတဲ့အပိုင်းမှာနီလန်းနှစ်ခုနဲ့မွေးမြူဆောင်ရွက်လျက်ရှိပါတယ်။ ပင်မစီမံကိန်းအနေနဲ့ဆိုလို့ရှိရင်9နှစ်အတွင်းမှာကျွန်တော်တို့ကအကောင်ရေ9000အထိတိုးချဲ့ပြီးတော့မွေးမြူသွားမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျ။မွေးမြူတဲ့အပိုင်းကတော့ကျွန်တော်တို့ကအစာလွတ်ကျောင်းစနစ်ရဲ့ဒီခြံလောင်စနစ်ရဲ့ဆိုပြီးတော့မှနီလန်းနှစ်ခုနဲ့ထည့်သွင်းပြီးတော့မှမွေးမြူနေတာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးစနစ်နှစ်ခုထည့်သွင်းမွေးမြူတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအစာကုန်ကြစရိတ်လျှော့ချနိုင်ပြီးတဲ့အခါကျတော့ထုတ်လုပ်မှုစရိတ်လျော့ကျအောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ကျန်းမာရေးပိုင်းအနေနဲ့ကတော့ဒီသက်ဆိုင်ရာမွေးမြူရေးနဲ့ကုသရေးဌာနကတာဝန်ရှိသူတွေနဲ့လာပြီးတော့မှကျန်းမာရေးပိုင်းဆိုင်ရာကိုစောင့်ရှောက်မှုတွေဆောင်ရွက်ပေးပါတယ်။အဓိကတော့ဒီမှာကျွန်တော်တို့ကခွာနာရှာနာကာကွယ်ဆေးထိုးတဲ့အပိုင်းတွေပြီးတော့ကုသယောဂအပိုင်းတွေပေါ့နော်ပြုစုစောင့်ရှောက်ပေးပါတယ်။နောက်တစ်ချက်ကကြတော့ဒီကျွန်တော်တို့ကဒီမှာကမွေးထားတာအားလုံးကနမတွေကြီးပဲနမတွေပဲဆိုတော့ဒီနမတွေကနေပြီးတော့မှကျွန်တော်တို့ကဒီနိုင်ငံခြားမျိုးနဲ့ဆက်ပြီးတဲ့အခါကျတော့ပွားလာတဲ့နွားတွေကိုမှကျွန်တော်တို့ကအသားထိုးနွားအနေနဲ့သွားမှာဖြစ်တယ်။ဆိုတဲ့အခါကျတော့ဒီနမတွေကိုမျိုးဆက်ဖို့အတွက်ကို AI နည်းပညာနဲ့ကျွန်တော်တို့ကနိုင်ငံခြားမျိုးနဲ့ဆက်တဲ့လုပ်ငန်းကိုလုပ်ရပါတယ်။အဲ့ဒီအပိုင်းမှာလည်းပဲမွေးမြူနဲ့ကုသရေးဦးစီးဌာနကနေပြီးတော့မှလာရောက်ပြီးတော့သူတို့ပညာရှင်တွေလာပြီးတော့မျိုးဆက်ပေးပါတယ်ခင်ဗျ။ဒေသနွားတွေကိုပဲအသားထိုးနွားအနေနဲ့ကျွန်တော်တို့ကမွေးမယ်ဆိုလို့ရှိရင်ကိုကျွေးရတဲ့အစာနဲ့သူတို့အသားဖြစ်မှုနှုံထားပေါ့နော်။အဲ့ဒီနှုံထားကဒီအစာစရိတ်နဲ့မကိုက်ဘူးပေါ့။မကိုက်တဲ့အခါကျတော့ဒီအစာစရိတ်ကိုက်ဖို့အတွက်ဆိုလို့ရှိရင်အသားထိုးနွားမျိုးကိုကျွန်တော်တို့ကမျိုးပြောင်းမှရမှာပေါ့။အဲ့ဒီမျိုးပြောင်းဖို့အတွက်ကိုကျွန်တော်တို့ကအခုလိုမျိုးAI နည်းပညာနဲ့ဆက်ပြီးတဲ့အခါကျတော့မှရလာတဲ့ဆက်နွားကိုကျွန်တော်တို့ကအသားထိုးနွားအနေနဲ့မွေးမြူဖို့အတွက်ရည်ရွယ်ပြီးတော့မှဆောင်ရွက်ကြတာဖြစ်ပါတယ်။နွားစကြက်စိုက်ပျိုးပြီးစနစ်တကျလွတ်ကျောင်းစနစ်ကျင့်သုံးခြင်းနွားစာရိတ်သိမ်းမြဲစိုက်ပျိုးပြီးခြံစနစ်နဲ့မွေးမြူခြင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစတဲ့မွေးမြူရေးဆိုင်ရာခေတ်မီနည်းပညာအသုံးပြုပြီးအသားတိုးနှုန်းနဲ့ကြီးထွားမှုတည်ချစေတဲ့နည်းလမ်းများနဲ့မွေးမြူဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိအနေထားအရနွားစာကိုကျွန်တော်တို့ကဒီကိုပိုင်စိုက်ခင်းတွေတီထောင်ပြီးတော့မှစိုက်ပျိုးနေတာရှိပါတယ်။နေဗီယာမြက်စိုက်တယ်မွန်ဘားစားစိုက်တယ်နောက်ရူစီဆိုလို့ရှိရင်ဒါလွှတ်ကျောင်းစနစ်နဲ့နောက်ရိတ်သိမ်းမြက်အနေနဲ့2မျိုးလုံးသုံးလို့ရတယ်။မွန်ဘားစားလည်းအတူတူပဲရိတ်သိမ်းမြက်ကောလွှတ်ကျောင်းစနစ်ကောသုံးလို့ရတယ်။အဲ့လိုမျိုးမြက်တွေကိုကျွန်တော်တို့စိုက်ခင်းတွေတီထောင်ထားတယ်။နောက်နှံစားပြောင်းတွေစိုက်ထားတယ်။စိုက်ထားပြီးတဲ့အခါကျတော့လက်ရှိကျွန်တော်တို့မွေးမဲ့နွားအကောင်ရည်နဲ့လုံလောက်တဲ့အစာရအောင်ကျွန်တော်တို့ဆောင်ရွက်တယ်။ပတ်ဝန်းကျင်မှာကျွန်တော်တို့ဒီလယ်ဝင်းမြို့နယ်မှာကျတော့ဒီစပားအများကြီးစိုက်တဲ့ဒေသဖြစ်တယ်ဆိုတဲ့ခါကျတော့တောင်သူတွေစပားရိတ်တဲ့အချိန်မှာအဲ့ဒီကနေကျွန်တော်တို့ကောက်ရိုးတွေရတဲ့ကောက်ရိုးတွေကိုကျွန်တော်တို့ကသိမ်းပြီးတဲ့အခါကျတော့ဒီမှာကျွန်တော်တို့အစာကိုတောင်တွေတိစောက်ထားပြီးတော့လောင်ထားမယ်အဓိကတော့အစာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှအစာပြည့်ပြည့်ဝဝရှိနေမှကျွန်တော်တို့ကနွားအများကြီးမွေးလို့ရမှာဒါကြောင့်မို့လို့အစာလိုအပ်ချက်ကိုမရှိအောင်ကျွန်တော်တို့ကအစာကိုတောင်တွေတိစောက်ပြီးတဲ့ခါကျတော့ပတ်ဝန်းကျင်ကနေပြီးတော့ကောက်ရိုးတွေကိုတင်စီထားမယ်ကိုပိုင်လဲစိုက်ခင်းတွေတီထောင်ထားမယ်ပြီးရင်ဖြည့်ဆွက်စာနဲ့ကျွန်တော်တို့ကနွားတွေကိုအသားတိုးအောင်ဆောင်ရွက်မှာဖြစ်ပါတယ်။သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့မူဝါဒကြီးမှန်းချက်ရည်ရွယ်ချက်လုပ်ငန်းစဉ်များကိုဦးစီးဌာနအချင်းချင်းအချိတ်ဆက်မိမိဟန်ချက်ညီညီဝါဝန်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံစီးပွားမြင့်တင်ရမုံငွေဖြင့်စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက်တောင်သူများလိုအပ်တဲ့နည်းပညာများကိုလည်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။လယ်ဝင်းမြို့နယ်သမဝါယမဦးစီးဌာနဟာအသင်းပေါင်း144သင်းရှိပြီးစိုက်ပျိုးမွေးမြူလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။တော့မှအသင်းတွေမှာဒီစိုက်ပျိုးရေးနဲ့မွေးမြူကဏ္ဍတွေဖွံ့ဖြိုးတိုးတက်အောင်ပေါ့။အဲ့ဒီအတွက်ကိုကျွန်တော်တို့နိုင်ငံစုပါမြင့်တွေကနေပြီးတော့မှတော့မှအသင်း5သင်းကိုဧကပေါင်း1800နဲ့73ဧကပေါ့။ဒါကိုလည်းလိုအပ်တဲ့မျိုးကောင်းမျိုးသန့်ထွက်တိုးမျိုးစပါးတွေနောက်သွင်းအားစုတွေပံ့ပိုးပြီးတော့မှအကောင့်ထပေါ်ဆောင်ရွက်ထားပါတယ်။နောက်တစ်ခါကျွန်တော်နိုင်ငံတော်ထောက်ပံ့ငွေတပ်တိုင်အောင်စီမံကိန်းအနေနဲ့ကတော့မှအသင်းပေါင်း18သင်းဘုံလည်းကောင်းမဲ့ဧကပေါင်းကတော့1253ဧကအကောင့်ထပေါ်ဆောင်ရွက်ထားပါတယ်။ဒီနိုင်ငံစုပါမြင့်တွေရရောဒီနိုင်ငံတော်ထောက်ပံ့ငွေတပ်တိုင်အောင်စီမံကိန်းရောနှစ်ခုပေါင်းဆိုချင်းဧကပေါင်း3066ဧကကိုအကောင့်ထပေါ်ဆောင်ရွက်ထားပါတယ်။တယ်ဝင်းမြို့နယ်တော့မှအသင်းထဲမှာကျွန်တော်တို့ဒီမွေးမြူဆောင်ရွက်တဲ့အသင်းဆိုလို့နှစ်သင်းပေါ့ဒီဒိုးမှာအထွေဆွဲလုပ်ငန်းသွားမှာအသင်းရယ်ပေါ်မော်ကုန်းမွေးမြူရေးနဲ့အထွေဆွဲလုပ်ငန်းသွားမှာအသင်းရယ်ပေါ့ဒီနှစ်သင်းငါနေပြီးတော့မှမွေးမြူလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိပါတယ်ဒိုးမှာအထွေဆွဲလုပ်ငန်းသွားမှာအသင်းအနေနဲ့ဒိုးနောက်မွေးမြူလုပ်ငန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်ကိုဒီသက်ဆိုင်ရာမြေစင်းဦးစီးဌာနနဲ့ချိတ်ဆက်ပြီးတော့မှမြေလို့မရိုင်းနေကိုကျွန်တော်
ပူပေါင်းပြီးတော့မှရှောက်ထားပြီးတော့မှရောက်ပြီးတယ်ဒါအပြင်ဒီလုပ်ငန်းတွေလိုအပ်တဲ့စက်ရန်တရားတွေပေါ့စက်ရန်တရားတွေကိုလည်းတော့မှနေကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာနကိုတင်ပြပြီးတော့မှရအောင်ဆောင်းပေးထားပါတယ်ခင်ဗျမြို့နယ်မွေးမြူရေးကုသရေးဦးစီးဌာနရဲ့ပံ့ပိုးမှုရောက်ပြီးတော့မှဒီကျန်းမာရေးကိစ္စတွေဆွမ်းမှုတွေကိုပံ့ပိုးပေးတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီမျိုးချောင်းနဲ့သားဆက်ထားတွေပေါ့ဒုံနွားသားဆက်မှုတွေပိုင်းမှာကိုလေဒါမွေးမြူရေးကုသရေးဦးစီးဌာနနဲ့ရှေ့ဆက်ပြီးတော့မှပေါင်းဆောင်ပေးပါတယ်ဗျသမဝယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့သမဝယမဦးစီးဌာနဟာသမဝယမအသင်းများရေရှည်စင်ဆက်မပြတ်ရှင်သန်ရည်တည်နိုင်ရေးနဲ့အသင်းသားများရဲ့ဝင်ငွေတိုးမြင့်ရရှိရေးနဲ့လူနေမှုအဆင့်တန်းမြမလာစေရေးကိုဦးတည်လှုံ့ဆော်လျက်ရှိပြီးအထူးသဖြင့်ဝေးမြူထုတ်လို့ရေးသမဝယမအသင်းများအနေနဲ့နိုင်ငံတော်ကချမှတ်ကောက်ထည့်ဖို့ဆောင်ရွက်ရရှိတဲ့စီမံကိန်းများမှာလည်းပါဝင်ဆောင်ရွက်ရရှိပါတယ်ကျွန်တော်တို့နေပြီးတော့မြို့နယ်စစ်မြို့နယ်မှာဆိုရင်အခုနိုင်ငံစီးပွားမြင့်တင်ရမငွေဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့2024-25ဘဏ္ဍာရေးနှစ်မှာဆိုရင်ຫນွေစပါးကိုကျွန်တော်တို့ကနေပြီးတော့ကောင်စီနယ်မြေမြို့နယ်9မြို့နယ်ကိုကျွန်တော်တို့ကဧကပေါင်း4022ဧကအကောင့်တွေပေါ်ဆောင်ရွက်ပြီးတော့တမမအသိန်းပေါင်း48သိန်းကိုကျွန်တော်အသင်းသားဥယေ966ဦးကိုကျွန်တော်တို့ကလက်ရှိတဧကကို2သိန်းနဲ့ညီမျှတဲ့မျိုးတွေတွင်းအားစုတွေကိုကျွန်တော်ဖြန့်ယူပေးဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကတတ်မှတ်တဲ့စာချုပ်တက်တမ်းပြည့်ပြီးတဲ့အချိန်ပြန်လည်ပေးဆက်နိုင်ရေးအတွက်ကိုလည်းအခုကျွန်တော်ကောက်ခံလျက်ရှိပါလေကျွန်တော်တို့နေပြီးတော့တခုလုံးနေနဲ့ကျွန်တော်တို့မွေးမြူရေးနဲ့ပတ်သက်တဲ့တမမအသင်းတွေဆိုရင်ကျွန်တော်တို့လေဝေးမြို့နယ်မှာဆိုရင်ကျွန်တော်တို့တုံမော်ကုန်းဝက်မွေးမြူရေးတမမအသင်းဒိုးမြန်မာတမမအသင်းကျွန်တော်တို့ရှိပါတယ်နောက်ကပုပ္ပတိတိမြို့မယ်လို့စမ်းဝဲသည်နိုးနဲ့နိုးတွဲပစ္စည်းထုတ်လုပ်တဲ့တမမအသင်းနောက်ကပြင်မနာမြို့နယ်မှာဆိုရင်ကျွန်တော်တို့ကအောင်ချစ်ကြည်နွားမွေးမြူရေးတမမအသင်းလို့ဆိုပြီးတော့ကျွန်တော်အသင်းတွေရှိပါတယ်ဒီအသင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလက်ရှိမိမိတို့ရဲ့အသင်းပိုင်းငွေနဲ့လေပတ်နေတဲ့အသင်းတွေရှိတယ်ပံ့ပိုးချင်းငွေလိုအပ်တဲ့အသင်းတွေရှိတဲ့အတွက်ကျွန်တော်လိုအပ်ချက်တွေကိုတော့အသင်းသားတွေရဲ့လိုအပ်ချက်နဲ့ပေါင်းစပ်ညှိနှိုင်းပြီးတော့ကျွန်တော်တို့ကဆောင်ရွက်ပေးလျက်ရှိပါတယ်မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကုန်သွယ်မှုလုပ်ငန်းများကိုသမဝယမအသင်းများကနေရာဒေသနဲ့အခြေအနေဖန်တီးနိုင်မှုကိုအခြေခံပြီးသမဝယမစနစ်နဲ့အညီနိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ဖက်တစ်လမ်းမှာအထောက်အကူပြုဆောင်ရွက်လျက်ရှိပါတယ်။သမဝယမအသင်းများစုဖွဲ့ပြီးသမဝယမစနစ်နဲ့ဆောင်ရွက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကသမဝယမအစုအဖွဲ့နဲ့သမဝယမအနေနဲ့သွားတာအဲ့တော့တဦးတယောက်တည်းနဲ့သွားမယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကြီးဖို့ရာကအင်အားယူရတာပေါ့နော်အဲ့ခါကျတော့အများစုဖွဲ့ပြီးတော့မှသမစနစ်နဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်လုပ်ငန်းတွေကအောင်မြင်မှုဟာလွယ်ကူတယ်နောက်တစ်ချက်ကအများစုဖွဲ့လိုက်တဲ့အတွက်ကြောင့်မို့လို့ခုနကအရေးအကြီးဆုံးဖြစ်တဲ့ investment အပိုင်းပေါ့ဒီရင်းနှီးမြှုပ်နှံမှုအပိုင်းကလည်းအင်အားကောင်းလာပြီးတော့ဒီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုသူကအထောက်အကူဖြစ်စေတာပေါ့နော်။နွားမွေးမြူရေးလုပ်ငန်းဟာနိုင်ငံတော်ရဲ့အခွန်ဘာနာငွေရှာဖွေမှုအတွက်တစ်ဖက်တစ်လမ်းမှာပါဝင်ပြီးတစ်နှစ်ထက်တစ်နှစ်နိုင်ငံခြားဝင်ငွေပုံမှုရှာဖွေပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။နိုင်ငံခြားသို့နွားများကိုအကောက်လိုက်တင်ပို့ခြင်းတဲ့အသားကုန်ချောထုတ်လုပ်ပြီးတင်ပို့ပေးနိုင်မှာကအကျိုးမြတ်ပုံမှုရရှိပြီးဝေးမြူသူအတွက်လည်းစီးပွားရေးတွက်ချေကြိုက်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။အခုဒီမစပြီးတော့မွေးမြူနေတဲ့နွားတွေရဲ့အသက်အရွယ်ကိုပြန်တွက်မယ်ဆိုလို့ရှိရင်တစ်နှစ်ခွဲနှစ်နှစ်ခွဲပေါ့နော်အဲ့တစ်နှစ်ခွဲနှစ်နှစ်ခွဲအဲ့ပဝင်းကျင်ကအများစုပါခင်ဗျနော်ဆိုတော့ဒါတွေကအဓိကဘာဖြစ်လို့ဒီလောက်အနေထားအရွယ်အစားကိုကျွန်တော်တို့ကမွေးရလဲဆိုတဲ့အခါကျတော့နံပါတ်1ကကျွန်တော်တို့အကောင်အရေးအတွက်အများကြီးမွေးရမှာဖြစ်တယ်အများကြီးလိုချင်တာဖြစ်တယ်ဒါကြောင့်မို့လို့နမတွေကိုပဲဒီတစ်နှစ်ခွဲနှစ်နှစ်ခွဲသားဒီမရန်အရွယ်အစားတွေကိုကျွန်တော်တို့အကောင်များများရအောင်ဝယ်တယ်ဝယ်ပြီးတဲ့အခါကျတော့ဒီနမတွေကိုသူတို့ကိုမျိုးဆက်လို့ရတဲ့အနေအထားရောက်အောင်ကျွန်တော်တို့ကဒါသူတို့ကိုကျွေးမွေးစောင့်ရှောက်ရမယ်မျိုးဆက်လို့အရွယ်ရပြီဆိုတဲ့အချိန်ကြတော့မှဒီနမတွေကနေပြီးတော့ကျွန်တော်တို့ကမျိုးဆက်မယ်မျိုးဆက်ပြီးရလာတဲ့စက်မျိုးနွားတွေရလာမယ်အသားတို့နွားတွေရလာမယ်ရလာတော့မှအဲ့ဒီအသားတို့နွားတွေကနေပြီးတော့မှကျွန်တော်တို့ကအထီးကိုတက်ခွဲမယ်အမကိုတက်ခွဲမယ်အမကိုဆက်ပြီးတော့မှမျိုးအည်သွေးမြင့်လာအောင်ကျွန်တော်တို့ကနောက်ထပ်ပြီးတော့မှသူ့ကိုနိုင်ငံခြားမျိုးနဲ့ထပ်ဆက်မယ်အထီးကိုတော့ကျွန်တော်တို့ကစက်မျိုးနွားအနေနဲ့90%စက်မျိုးနွားအနေနဲ့ကျွန်တော်တို့ကအသားတို့အဖြစ်နဲ့ဆက်မွေးသွားမယ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကမျိုးသားနွားအကောင်ရရှိကိုလည်းတစ်ဖက်တစ်လမ်းကရသွားတယ်လို့မျိုးတစ်ဖက်ကလည်းပဲသားတို့နွားကိုလည်းမွေးမြူတဲ့လုပ်ငန်းကိုလည်းတိတ်နဲ့တပြိုင်တည်းမှာမျိုးသားရရှိရေးရောဒီဘက်ကအသားတို့နွားအကောင်ကြီးတိုးတက်လာရေးရောနှစ်ခုလုံးကိုကျွန်တော်တို့ကတစ်ခါတည်းတပြိုင်တည်းမွေးသွားမှာဖြစ်ပါတယ်ခင်ဗျပြည်တွင်းအတိုင်းအတာအရပေါ့နော်ကျွန်တော်တို့အခုလောက်ထားတဲ့ပုံစံဆိုလို့ရှိရင်ဒါဒီနိုင်ငံခြားမှာဒီမွေးမြူလုပ်ငန်းတွေကို
အကောင်ကြီးများများနဲ့မွေးမြူတဲ့စနစ်ပုံစံနဲ့ကျွန်တော်တို့ကတိဆောက်ပြီးတော့မှလုပ်တာပေါ့နော် သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးဝင်ကြီးဌာနသမဝါယမဦးစီးဌာနမှာနိုင်ငံစည်းဝါးရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေချိန်မှာစိုက်ပျိုးရေးမွေးမြူရေးကဏ္ဍမှာလည်းပြုပြင်ပြောင်းလဲမှုအသစ်များဖြင့်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများတိုးတက်လာအောင်ဆောင်ရွက်လျက်ရှိပါတယ်။ဒါအပြင်ကျေးလက်နေပြည်သူများရဲ့ဝင်ငွေတိုးလုပ်ငန်းများနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်မြို့နယ်ကျေးရွာများရှိစိုက်ပျိုးရေးမွေးမြူရေးနဲ့အခြားကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများမှအကူအညီတောင်းခံလာပါကဆက်ဆက်ဦးစီးဌာနများနဲ့ပေါင်းဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီပေါ်ရတဲ့အသင်းတွေမှာကျွန်တော်အလုပ်ကိုင်ခွင့်လန်းတွေပေါ့ဒေသမှာရှိတဲ့ပြည်သူတွေအလုပ်ကိုင်ခွင့်လန်းတွေရရှိလာမယ်ပြည်သူတွေရဲ့စားဝတ်နေရေးတွေဖွံ့ဖြိုးတိုးတက်လာမယ်ဒီတော့မှအသင်းတွေဖွဲ့စည်းပြီးတော့မှပေါင်းဆောင်ခြင်းအပြင်စိုက်ပျိုးရေးနဲ့မွေးမြူလုပ်ငန်းမှာဖွံ့ဖြိုးတိုးတက်မှုတွေရရှိလာမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တော့မှအသင်းတွေဖွဲ့ပြီးတော့မှစုပေါင်းဆောင်ရွက်ခြင်းနဲ့ပြည်သူတွေရှိပါကဦးစီးဌာနချိတ်ဆက်ပြီးတော့မှဆောင်ရွက်ပါလောထာတွေလူဦးစီးဌာနနေပြီးတော့မှအချိန်မီအခါမီအများဆုံးလောမှုပံ့ပိုးပေးနေအောင်ဆောင်ရွက်ပေးသွားပါမယ်လို့ပြောဆိုပါတယ်ဗျရှေ့လုပ်ငန်းစဉ်တွေနဲ့ကျွန်တော်တို့လက်ရှိဆောင်ရွက်မဲ့ကဏ္ဍအနေနဲ့စိုက်ပျိုးရေးကဏ္ဍအနေနဲ့ကျွန်တော်ဆောင်းမြေပဲပေါ့နေပြည်တော်ကောင်စီနယ်မြေမြို့နယ်စစ်မြို့နယ်မှာဆောင်းမြေပဲတီးနှံကျွန်တော်တို့2550ဧကကိုယာထားဆောင်ရွက်လျက်ရှိပါတယ်မွေးမြူရေးကဏ္ဍအနေနဲ့ဖြစ်တဲ့ကြက်မွေးမြူဖို့ကိုလည်းကျွန်တော်တို့ကတထေးကုန်းဘက်စုံဆန်မှာမွေးမြူဖို့ကိုလည်းဒါကျွန်တော်တို့စီမံဆောင်ရွက်လျက်ရှိပါတယ်ဖြစ်မိအစင်းမြင့်သတို့နွားမွေးမြူလုပ်ငန်းစီမံကိန်းမှာနွားမွေးမြူလုပ်ငန်းအတွက်အရေးကြီးတဲ့နွားစာနဲ့ပတ်သက်ပြီးအစာလိုအပ်ချက်ပြည့်ဝမှသာနွားများမွေးမြူနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကတရက်မှာဒီနွားတွေအတွက်ကိုအစာရိတ်သိမ်းပြီးတော့မှအစာကျွေးတယ်ကျွေးတဲ့အခါကျတော့ဒီမြက်အဆူရိတ်သိမ်းကျွေးတဲ့အခါမှာပိုရှန်လာတဲ့မြက်တွေကိုကျွန်တော်တို့ကမြက်ချင်ပတ်လုပ်တယ်ဒါတစ်ပိုင်းပေါ့နောက်တစ်ခုကခုနကကျွန်တော်ပြောတဲ့ဒီပြင်ပတောင်သူတွေစီကနေပြီးတော့မှဖူးစားပြောင်းနေသူတို့ရိတ်သိမ်းပြီးသွားတဲ့အခါကျရင်ပြောင်းရိုးတွေကိုကျွန်တော်တို့ကဝယ်ယူတယ်ဝယ်ယူပြီးတော့ရိတ်သိမ်းလာတဲ့ဟာတွေကအဆူအနေနဲ့ဒီမှာကျွန်တော်တို့ကရောဆက်ပြီးတော့ကျွေးနေတဲ့အပြင်ကိုအဲ့ဒီကနေပူလာတယ်ဆိုလို့ရှိရင်ပူလာကိုကျွန်တော်တို့ကချက်ချင်းဒီဟာကိုအလဟတ်သက်မဖြစ်အောင်မြက်ချင်ပတ်လုပ်ပြီးတော့မှပြောင်းချင်ပတ်လုပ်ပြီးတဲ့အခါကျတော့တင်စီထားတယ်။တို့မြန်မာထုပေသမမောက်တင်မှာနွားမွေးမြူလုပ်ငန်းအတွက်နိုင်ငံခြားမှာလို့မွေးမြူလုပ်ငန်းတွေကိုအကောင်ရည်များများနဲ့မွေးမြူတဲ့စနစ်ပုံစံနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ဒီဒိုးမြန်မာသမဝမှာအသင်းရဲ့ဒီနွားမွေးမြူရေးခြံနဲ့ပတ်သက်ပြီးတော့မှရေတွင်းကပေ920တူးပြီးတဲ့ခါကျတော့အဲ့ကရလာတဲ့ရေကိုကျွန်တော်တို့ကနွားတွေကိုအလိုလျောက်စနစ်နဲ့ရေရရှိကိုစီစဉ်ပေးထားတယ်ဒီရေတွင်းကိုလည်းကျွန်တော်တို့ကဆိုလာစနစ်နဲ့တက်ဆင်ပြီးတော့မှလျှက်စီမီရရှိအောင်ဆောင်ရွက်တယ်ကျွန်တော်တို့ဒီနွားတွေညပိုင်းမှာအလင်းအောင်ရရှိရေးအတွက်ကိုကျွန်တော်တို့ကခြံတစ်ခုလုံးကိုညပိုင်းမှာဆိုလာစနစ်တက်ဆင်ထားပေးတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့လုံခြုံရေးပိုင်းအနေနဲ့ဆိုလို့ရှိရင်ခြံ area တစ်ခုလုံးကိုကျွန်တော်တို့ကတဘာဝအတားအဆီးဖြစ်အောင်ဆိုပြီးတော့မှမြေသားမြောင်းတူးလိုက်တယ်မြေသားမြောင်းရဲ့အနက်ကိုကျွန်တော်တို့10ပေအနက်တူးပြီးတဲ့ခါကျတော့ပါပေါင်ကိုကျွန်တော်တို့က4ပေအမြင့်ထားတဲ့အတွက်ကြောင့်မလို့ဒီ12ပေအမြင့်အတိုင်းအတာမှာဆိုလို့ရှိရင်နွားဒီခြံထဲကနွားအပြင်ကိုမထွက်ဖို့အတွက်ကျွန်တော်တို့ကသဘာဝအတားအဆီးအနေနဲ့ဆောင်ရွက်ပေးထားတာရှိပါတယ်ခင်ဗျဒိုးမြန်မာသမမှာအသင်းမွေးမြူထားတဲ့အခြေအနေတွေမွေးမြူတဲ့ပုံစံတွေနောက်ပြီးတော့မှဒီအဆောက်အဦဆောက်လုပ်ထားတဲ့အခြေအနေတွေကိုလာရောက်ပြီးတော့မှဒေသတွင်းတောင်သူတွေအနေနဲ့လာရောက်လေ့လာမယ်ဆိုလို့ရှိရင်လေ့လာဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာသမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက်သမဝါယမကဏ္ဍဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်ဒီမွေးမြူရေးသမဝါအသင်းတွေကိုဖွံ့ဖြိုးရေးအတွက်ပေါ့လေပို့ပြီးတော့မှကျမတို့ဒါကူညီပံ့ပိုးပေးနိုင်ရေးအတွက်ကျမတို့ဒီသမဝါယမဦးစီးဌာနအနေနဲ့ထောက်ပံ့ငွေတွေပုံမရရှိနိုင်ရေးနိုင်ငံတော်ဘတ်ဂျက်ကနေပြီးတော့မှတောင်းခံရေးတော်၎င်းတခြားအတင်းဖွဲ့များနဲ့ဒါချိတ်ဆက်ရေးတော်၎င်းမျိုးသားပေါက်တွေတိရစ္ဆာန်အစားစားတွေတခြားเนาะရင်းနှီးငွေတွေရရှိရေးအတွက်ကိုကျမတို့ဒါဆက်လက်ပြီးတော့မှဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များရှင်သမဝါယမစနစ်နဲ့ဆောင်ရွက်တဲ့လုပ်ငန်းတွေဟာလူတူတယောက်ရဲ့အကျိုးစီးပွားအတွက်ဆောင်ရွက်တာမဟုတ်ပဲအတ္တပရညီညွတ်မျှတစွာပူးပေါင်းဆောင်ရွက်ပြီးတယောက်ရဲ့လုပ်အားဟာအများအတွက်အကျိုးကျေးဇူးဖြစ်စေသလိုအများရဲ့လုပ်အားဟာလည်းတူတယောက်ချင်းစီအတွက်အကျိုးကျေးဇူးကိုမျှဝေခံစားကြတာပဲဖြစ်ပါတယ်။ဒါကြောင့်အသားထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားရေးနဲ့အရည်သွေးမြင့်ဖို့ကိုအဖြစ်တိုးတက်ထုတ်လုပ်နိုင်ရင်ခေတ်မီနည်းပညာများနဲ့အထောက်အကူပြုကိရိယာများကိုအသုံးပြုခြင်းဖြင့်အောင်မြင်ပြီးရေရှည်တည်တဲ့နဲ့စံပြမွေးမြူလုပ်ငန်းတစ်ခုဖြစ်အောင်သမဝါယမဦးစီးဌာနရဲ့အကူအညီဖြင့်စနစ်တကျပူးပေါင်းကဆောင်ရွက်လျက်ရှိပါကြောင်းစီစဉ်တင်ဆက်လိုက်ရပါတယ်ရှင်။